ဒီနေ့ပြပေးမှာတော့ဘတ်3 သန်းဝန်းကျင်နဲ့ဝယ်လို့ရတဲ့ဒီနှစ်ထပ် townhouse လေးဖြစ်ပါတယ်ဒီ location ကတော့အရန်ကောင်းပါတယ်ဗျ Inner Ring လမ်းပေါ်တဲ့ Room 6 လမ်းစုံအနီးမှာတည်ရှိတာဖြစ်ပါတယ်ဒီဆောက်ထားတဲ့ developer လည်း developer အကြီးပါထိုင်းနိုင်ငံတော်မှာ project တွေရှိပါတယ်ဒီမှာဆိုရင်ဒီ compound ထဲမှာသူ့ရဲ့ sales office နဲ့ facility ရေကူးကန်မှာရှိတယ် security gate လည်းရှိပါတယ်ဒီမှာမြင်နေရတဲ့လမ်းဒါ inner ring ပါပဲเนาะ inner ring လမ်းပေါ်တဲ့မှာဒီရှိပါတယ်ဒီ project ကြီးကဆိုရင်လည်း townhouse unit ပေါင်း400ကျော်ပါတဲ့ project ကြီးဖြစ်ပါတယ်အိမ်မျိုးစားအနေနဲ့3မျိုးရွေးလို့ရမယ် small medium large အသေးဆုံး3 bedroom 2 bathroom ကနေပြီးတော့အခုမြင်နေရတဲ့အကြီးဆုံး4 bedroom 3 bathroom ကားပါကင်2ဆင်းနဲ့ထူးခြားချက်အနေနဲ့ဖျားကန်းလေးတီးသန့်ပါပါတယ်ဈေးနှုန်းတွေကခုနပြောခဲ့သလို 3.1 million လောက်ကနေပြီးတော့ 3.3 3.6 corner unit တွေဆိုအများဆုံး 3.8 ပါပဲเนาะ4 သန်းမကျော်တဲ့ဈေးရင်းနဲ့ဒီလိုနေရာမှာဒီလို townhouse တွေကိုရပါမယ်เนาะကြည့်အောင်ဒီကောင်ဆိုရင်ဒီမှာကား2ဆင်းစာပါကင်ရှိမယ်အိမ်ထဲကို glass slide door လေးနဲ့ဝင်သွားမယ်ဝင်ချင်းမှာတော့ဒီမှာ living room sofa နဲ့ဒီဘက်မှာ TV စင်လေးအတွက်နေရာရှိမယ်ပြီးတော့သူ့ရဲ့အပေါ်တက်လှေကဒီကနေတက်ရတာဖြစ်တယ်ဒီဘက်နောက်ကိုဆက်လာမယ်ဆိုရင်ဒီမှာကတော့ display shelf လေးပဲဖြစ်ဖြစ်အဲ့လို table လေးတစ်ခုပဲဖြစ်ဖြစ်သူ့ရဲ့နေရာရှိမယ်နောက်မှာ dining နဲ့သူ့ဘေးပါcorner unit ဆိုတော့ဘယ်မှာရမှာပေါ့နော်ပြီးတော့ဒီနောက်မှာ pantry counter လေးရှိမှာဒီဘက်မှာကတော့အောက်ထပ်ရဲ့ bathroom shower လည်းပါတယ်ဒီဘက်နောက်ကပ်ရက်မှာအောက်ထပ်ရဲ့ဒီဘက်အောက်ထပ်ရဲ့ bedroom လေးရှိမယ်ထူးခြားချက်အနေနဲ့ဒီမှန် corner မှန်လေးကိုထည့်ထားပေးတယ်ဒါ standard unit တွေမှာလည်းပါပါတယ်เนาะဒီထဲမှာကတော့တယောက်စာ single room လေးနဲ့ဒီဘက်မှာ wardrobe တို့ဟိုဘက်မှာ dressing အတွက်နေရာလေးရှိမယ်ဒါပြီးရင်တော့ပုံမှန် townhouse standard unit တွေကတော့ဒီထိပါမယ်သူ့နောက်မှာမီးဖိုအတွက် extension ထုတ်ဖို့နေရာလေးရှိမယ်ဒါလေးတော့ကိုယ့်ကိုထုတ်ပေးရမယ်ဒီဘက်ချမ်းမှာမီးဖို counter တစ်ခုစာနေရာရမယ်ဒီဘက်မှာကတော့ wash area လေးဒီလိုမျိုး skylight လေးပါလေးနဲ့ထားခြင်းရမယ်။ညောင်အပေါ်တက်ကြည့်အောင်။အပေါ်တက်မှာအိတ်ခမ်း3ခန်းနဲ့ရေချိုးခန်း2ခန်းရှိမယ်။ဒါလေးကတော့နောက်ဆုံးမှာရှိတဲ့အိတ်ခမ်းအသေးဆုံးလေးဖြစ်မယ်။ bedroom 3နောက်ဘက်ကိုပလင်းပေါက်တစ်ပေါက်ရမယ်။ single bed နဲ့ဘီရိုစပွဲလေးတစ်လုံးအတွက်နေရာရှိမယ်။ဒီဘက်မှာကတော့ bedroom 2အခန်းလေးနဲ့ပိုကျဲသွားမယ်ဒီရှောင်းလန်းလေးတွေနေရာရတယ်ဒီလိုရှိတယ်နောက်ဖက်ကိုပရင်းမောက်ရမယ်ဘေးကတော့ corner unit ဆိုတော့ဘေးပရင်းမောက်ရမယ်ကတင်နဲ့နော်သူရဲ့တစုံစာနေရာရှိမယ်ထူးခြားချက်လေးကတော့ဒီမှာဖျားဝုပြုတ်ဖို့နေရာလေးနော်ဒီပေါ်လေးမှာတီးတန့်ထားပေးတယ်ဒီမျက်နှာချင်းဆိုင်မှာကတော့အောက်အပေါ်တက်ရဲ့common bathroom လေးရှိမယ်ဒီဘက်ရှေ့မှာတော့ master bedroom ရှေ့မျက်နှာစာကိုပရင်းပေါက်အကြီးရမယ်ကတင်ကဒီဘက်ချမ်းမှာကတင်ရှေ့မှာ TV စင်လေးရှိရယ်ပြီးရင်ပြပေးမယ်ဒီဘက်မှာတော့ study table လေးနဲ့ဒီမှာ wardrobe space ဒီဘက်တွေကိုကြည့်မယ်ဆိုရင်လည်းဒီမှာ dressing table လေးရှိတယ် show the TV စင်လေးဟိုမှာရှိတယ်ဒီမှာကတော့ master bathroom ဖြစ်တယ်နော် toilet sink shower ရှိတယ်ပြီးတော့မျက်နှာချင်းဆိုင်မှာ veranda လေးကိုထွက်လို့ရပါမယ်ဒါလေးကတော့ room 6 လမ်းဆုံးမှာရှိတဲ့ townhouse လေးဖြစ်ပါတယ် developer လည်းအဆင်ပြေရ location လည်းအရန်ကောင်းတယ်အိမ်ကတော့ခုနပြခဲ့တဲ့အတိုင်းပဲဈေးနှုန်းလေးတွေကလည်းတော်တော်သင့်ပါတယ်เนาะ3 bedroom တွေ4 bedroom တွေရှိပါတယ်ဒါလေးကြည့်ချင်ရပါပြီဆက်သွယ်လို့ရပါပြီ thank you ပါ